အရက်ပူတဲ့သူဝါတဲ့သူဘိုက်ပူတဲ့သူတွေကိုမကြိုက်ဘူးလို့ပြောလာတဲ့အဆိုတော်ပူပူသူမယူမဲ့အမျိုးသားပုံစံကိုပြောခဲ့ရကတော့အဆိုတော်ပူပူပါအဆိုတော်ပူပူကရုပ်ဆိုးတဲ့ယောက်ျားတွေတွားခေါ်တဲ့ယောက်ျားတွေဘိုက်ပူတဲ့ယောက်ျားအရက်ပူတဲ့ယောက်ျားတွေကိုမကြိုက်ဘူးစင်လည်းမစင်စားဘူးလို့ဆိုပါတယ်အဆိုတော်ပူပူကသူ့ကိုရည်စားစကားပြောတဲ့သူတွေရှိပေမဲ့သူသဘောမကျရင်အပြိုကြီးလုပ်ပြမယ်လို့ကြုံဝါလာပါတယ်။အဆိုတော်ပူပူကကိုပိုင်တန်စင်သစ်စင်တွေကိုအတန်ကောင်းကောင်းနဲ့တီးဆိုနိုင်တဲ့မြန်မာအဆိုတော်တူပါ။ပူပူဟာရုပ်ရည်ချောမောလှပတယ်လို့ပစ္စည်းဥစ္စာနဲ့လည်းပြည့်စုံပါတယ်။ပူပူကအနုပညာမှာအောင်မြင်တယ်လို့ကိုပိုင်စတူဒီယိုကိုပိုင်စီးပွားရေးလုပ်ငန်းများစွာကိုပိုင်ဆိုင်ထားတာပါ။ဒါကြောင့်လည်းအဆိုတော်ပူပူကိုလိုချင်တဲ့သူတွေကတန်းစီနေပါတယ်။ဒါပေမဲ့လည်းပူပူကသူကတောင်ယုံတန်ယုံယောက်ျားတွေကိုတစ်စက်လေးမှမစင်စားဘူးလို့ဆိုပါတယ်။ပူပူကသူမယူမဲ့ယောက်ျားဟာအရက်ရှည်ရမယ်။ဘိုင်းမပူရဘူး။အရက်မပူရဘူး။အလုပ်ကြိုးစားရမယ်။ဘာသာရေးကိုင်းဆိုင်ရမယ်။သွားတွေလှပရမယ်လို့ဆိုပါတယ်။ဒါအပြင်ပူပူကသူ့ကိုရမယ့်ယောက်ျားကကံကောင်းမှဖြစ်ကြောင်းသူကဟင်းချက်တတ်ကြောင်းအဆိုတော်မင်းသမီးဒါရိုက်တာအနုပညာအလုပ်လဲလုပ်တတ်တယ်လို့ကံကောင်းလို့ဆိုပါတယ်ကြည့်ရှုနေကြတဲ့သူတွေကရောပူပူရဲ့အိမ်တော်ရေးဆန်ကိုအားကြပါသလားရှင်